အားလုံးပဲမင်္ဂလာပါဒီနေ့ကစတင်နေကြောင်းပြပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာโอเคစတင်နေဝင်မယ်ပထမဆုံးစကုတ်မှုပေါ့နော်စကုတ်တက်ထားရင်ကျွန်တော်တို့စကုတ်ဖွင့်တဲ့ချိန်မှာကျွန်တော်တို့ဒီလိုတစ်ချက်လေးနဲ့နော်ဒီလိုကြားကြီးတဲလေးရောက်ဖြစ်ပါတယ်ကိုယ်ဆိုရင်တော့ဒီလိုကထီမှဖွင့်မယ်နော်โอเคနောက်တစ်ခုကျွန်တော် quest code ဆိုတာကျွန်တော်စကုတ်တွေကိုဒီလိုထည့်မလဲရအောင်လို့ဖွင့်ပေးထားခြင်းဖွင့်ပေးထားပါနော်စကုတ်တွေထည့်မလဲစေခြင်းဒီလိုထည့်လဲလို့ရအောင်လို့ပေါ့နော်ဖွင့်ပေးထားပါโอเคဒီကောင်ကတော့တက်နဲ့ဟိုးနဲ့ရှိရပါဘောဒီကောင်ကဘာလဲဆိုတော့6ဆပါနော်6ဆချောတဲ့ဟာဖြစ်ပါတယ်ဒီလိုမျိုးဖိချောတဲ့ဟာပါနော်6ဆပြီးဖိချောတဲ့ဟာဖြစ်ပါတယ်โอเคနောက်တစ်ခု PEK စတင်ကောင်းဆောင်တာလေးစတင်ပါဒီကောင်ကတော့အနေပဲထားပြီးရင်ကျွန်တော်ခေါင်းဆောင်လို့ရမှာဖြစ်ပါတယ်တက်ကတော့ကျွန်တော်တည့်တဲ့အတိုင်းပဲကျွန်တော်တို့ဒီခေါင်းကြားကြီးဆောင်းတာဖြစ်ပါတယ်ခင်ဗျာโอเคဒီဘက်က PEK open scope ကတော့ကျွန်တော်တို့ခေါင်းဆောင် scope ပြင်ပါနော်ခေါင်းဆောင် scope ပြင်နေတာဖြစ်ပါတယ်တက်ဖြစ်ပါတယ်โอเคဒါတွေကိုဟိုအနေပဲထားလိုက်ရင်နော်ကျွန်တော်တို့ခေါင်းဆောင်လို့ရမယ် scope ပြင်တဲ့ team မှာပွင့်မယ်နော် team မှာဆောင်းမယ်โอเคhi ဟိုအပန်းကိုတော့ပဲသွားမယ်ဒီကောင်ကတော့ location ပေါ့နော်ဒီအပေါ်ဆုံးဟာ location ထောက်တဲ့ဟာဖြစ်ပါတယ်ခင်ဗျာ okay ဒုတိယဟာဒါ sound effect ကတော့နော်ခေါင်းပြတဲ့ခါမှာအတန်ထွက်တဲ့ဟာကိုပြောတာဖြစ်ပါတယ် okay ဒီဘက်ချမ်းဒါလေးကတော့နော်ချမ်းခွဲတာဖြစ်ပါတယ်ခုံနဲ့တစ်ခုခွဲတာဖြစ်ပါတယ် okay ဒီကောင်အိတ်တဲ့ခလုတ်လေးကတော့ဒီကောင်လေးပေါ့နော်ဒီကောင်လေးကိုပိတ်ပေးထားရင်အိတ်တဲ့ခလုတ်ဖြစ်ပါတယ် okay ဒီကောင်လေးက slide ထိုးတဲ့ဟာပေါ့နော်အဲ့တော့ arena ဆိုတဲ့ခါမှာ slide ထိုးတဲ့ဟာဖြစ်ပြောတာဖြစ်ပါတယ်ဒီကောင်လေးကိုပိတ်ပေးထား slide ထိုးပါဘူး okay ဒါကတော့ TPP view ပေါ့နော်ဒါကတော့ iPad view ပေါ့နော် iPad view ဖြစ်ပါတယ်ဒီကောင်ကတော့ FPV view ကလည်း iPad view ဖြစ်ပါတယ်ဒီကောင် split ကတော့တော့ပြည့်ရရာခိုင်နှုန်းပေါ့နော်ကိုနဲ့ဆင်ပြေလောက်ထားပြီးချိန်ကြီးရဖြစ်ပါတယ်ဒီကောင်ကတော့ AS ပါ AS ကတော့တည်တယ်မှာကြီးလိုက်တယ် okay ဒီ automatic location ရဲ့အင်းကကြတော့ကျွန်တော် enable ထားပေးထားပါဒါဆိုဖွဲ့တယ်တကယ်တယောက်ပြစ်လိုက်တဲ့ခါမှာ enemy ကိုထိရနဲ့ကျွန်တော်တို့တဲ့ကို auto location မြင်ရမှာဖြစ်ပါတယ်နော် auto open door ကြတော့တခါလေး auto ဖွင့်ပြီးမှာဖြစ်ပါတယ်ခင်ဗျဒီကောင်လေးကတော့လေးစင်းတဲ့ခါမှာ auto jump ဖြစ်ပါတယ်နော် auto jump ပုံမှာဖြစ်ပါတယ် okay အိမ်ဆိုတဲ့အိမ်ဒီအိမ်ဆိုတဲ့ဟာလေးကကျွန်တော်တို့လုပ်လို့လဲဆိုတော့ကျွန်တော်တို့ဒါလေးပေါ့နော်ဒီကိုကျွန်တော်တို့ဒီလိုမျိုးဆွဲပြီးပြင်ရင်ကျွန်တော်တို့ကြည်ပို့ပြီးစုမှာဖြစ်ပါတယ်ခင်ဗျโอเคကျွန်တော်ပစ္စည်းကောက်တာနေနေရပလူတွေကျွန်တော်ပစ္စည်းကောက်တာနေနေမေးနေရပလူတွေအတွက်ပေါ့နော်ကျွန်တော်တို့ auto pick up ကို enable လေးထားပေးလိုက်ရင်ကျွန်တော်တို့စက်ကုတ်ဟုတ်နော်ပစ္စည်းကောက်တာ auto ကောက်တော့မှာဖြစ်ပါတယ်များတာမှာဖြစ်ပါတယ်ကိုမလိုချင်တဲ့ဟာတွေကျွန်တော်တို့ထားပါတော့ဒီ pan တွေမလိုချင်ဘူး pan တွေမလိုချင်ဘူးဆိုပိတ်လို့ရမယ်ပေါ့နော်အဲ့လိုမျိုး auto မကောက်တဲ့ဟာတွေပေါ့နော်အဲဒီလိုမျိုးပေါ့ auto ကောက်မယ်ဒီကလာပါတော့ကျွန်တော် AR ခန်း AKG ဆိုကျွန်တော်ဘလောက်ကောက်ချင်တယ်စကိုင်းဆိုဘလောက်ကောက်ချင်တယ်အမ်ဖိုးဆိုဘလောက်ကောက်ချင်တယ်ဒါတွေကိုယ့်အကူချိန်လို့ရမှာဖြစ်ပါတယ်ဒီအောက်ကတော့280တို့စကုတ်တွေတို့ချိန်နေတာဖြစ်ပါတယ်ခင်ဗျဒါတွေကတော့နော်ကျွန်တော်တို့အရှိရဟောတယ်ပေါ့နော် cross sale တွေအကြောင်းပြောင်းနေတာဖြစ်ပါတယ်စိတ်ချပြောင်းလို့ရပါတယ်နော် okay အားလုံးပဲနားလည်မယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်ရဲ့ view လေးကိုလည်း follow မလုပ်ရသေးရင် follow ပေးခဲ့ကြပါဦး